19ရက်3လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်ဒီနေ့ကိုအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့အတွက်အစီအစဉ်ကောင်းတစ်ခုလိုအပ်တယ်။တန်တရားများစွာကိစ္စတွေကြုံရတတ်တယ်။တစ်ခုခုဆိုရင်ဇဝေဇဝါဖြစ်နေတတ်တယ်။အခက်အခဲမှန်သမျှကိုကျော်လွှားနိုင်ဖို့အတွက်ရုန်းကန်ရမယ်။ကိုကာကွယ်မှုကောင်းကောင်းလုပ်ထားပေးဖို့လိုအပ်တယ်။ဒီနေ့အတွက်ဆောင်းဝါရှောင်မယ့်ရာကတော့လူတိုင်းကိုလွယ်မယုံပါနဲ့။ပေးဆက်အနစ်နာခံရမယ့်ကိစ္စဆိုတာအတိုင်းအတာတစ်ခုထိပဲကောင်းပါတယ်။ဒီနေ့ကိုအကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ဆိုတာကမာယာများတဲ့ဉာဏ်ပဲလိုပါတယ်။ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။ဒီနေ့တာလုံးစင်ပြေချုံမွေးကြပါစေ။ဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။